ကျုပ်ကအဲ့ဒီဂျေဇုတင်တဲ့သူရန်သူတက်ပို့ပြီးတော့ကြောက်တယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဂျေဇုတရားသင်္ခါရထဲမှာပါနေလို့ပဲမမြဲဘူး။တနေ့နေ့တစ်ချိန်ချိန်ကျရင်ပြန်ပြီးတော့ကန်းတက်တယ်။ကျုပ်ကလူတွေပေါ်မေတ္တာပဲထားတယ်လား။ကျုပ်မှချမ်းသာတာဆိုလို့အဲ့ဒီမေတ္တာတစ်ခုပဲရှိတယ်။အခုကျုပ်ခမရတို့ကိုကူညီလိုက်တော့ခမရတို့စိတ်ချမ်းသာသွားတယ်ဆိုတော့ကျုပ်ကျင်တတ်တယ်။ မရှိကနာဘဝပုံဆောင်ဖြစ်သူရာဆဆုံးဖြစ်ပြီးတာခြေလွယ်ပွင့်လွယ်ပန်းတို့ပမာ